ကျွန်တော်တို့ဒီနေ့ကန်ဆင်းမှာဖြစ်ပါတယ်ကန်ဆင်းဖို့အတွက်ကိုကပတိန်ရှိကနေပြီးတော့ကျွန်တော်ဒေါ်လာ100ထုတ်ထားတယ်စစ်ဖြစ်တာပြီးသွားပြီလားဆိုပြီးတော့ကျွန်တော်တချို့မေးကြတယ်ဗောနော်စစ်ဖြစ်တာတကယ်တော့မပြီးသေးပါဘူးဒီအမြဲတမ်းနေ့တိုင်းဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ဒီလေချောင်းနဲ့ပဲဖြစ်ဖြစ်ရေချောင်းနဲ့ပဲဖြစ်ဖြစ်တစ်ခါတရံမှာတိုက်ခိုက်တာမျိုးတွေရရှိရဲဒါဆိုရင်အရှင်တော့ကဖြစ်ခဲ့တဲ့ခြေနဲ့ချက်ဆက်ရုံနာဗောနော်ဆိုတော့အခုဒီမီကိုရှိနေသေးရဲ့ဆိုတော့ကျွန်တော်တို့ကန်ဆင်းနေဆိုတာကလည်းကျွန်တော်တို့ supply ကပြတ်သွားပြီစားစရာတောက်စရာလည်းတော်တော်လေးနည်းတယ် provision တော့မှားထားရပါတော့တို့ပေမဲ့ကျွန်တော်တို့တကူကြီးသုံးပစ္စည်းနဲ့ကျွန်တော်တို့စားဖို့တည်ရည်စားမုတ်လေးတွေဒီစိတ်ကန်းတွေကရှိတဲ့ supermarket မှာပဲတောင်းပါမှာဖြစ်ပါတယ်ဒါကတော့ကြောင်မီသွေးတင်တဲ့ရထားဖြစ်ပါတယ်ကြောင်မီသွေးနဲ့ရှိနေမှာပေါ့နော်သူကတခြားစိတ်ကန်းကိုသွားပို့ပေးရဒီ Iran နိုင်ငံထဲမှာပဲ container စိတ်ကန်းရှိရ back carrier စိတ်ကန်းရှိရစီတင်တဲ့ဟာကြောင်မီသွေးတင်တဲ့ရေနံထုတ်လက်တဲ့စက်ရုံတွေရှိရဆိုတော့အဲ့ဘက်တွေကိုသွားပြီးတော့ပို့ပေးရဟာပေါ့နော်ကျွန်တော်တို့ကတော့ခဏနေရောက်တော့ပါမယ်ဒီရှေ့တက်တဲ့ရှောက်ပြီးတော့ဘေးမှာတွေ့ရတဲ့ဗလီပေါ့နော်ဒီဗလီရဲ့ဘေးနားမှာစူပါမားကတ်ရှိရလို့ပြောပါတယ်ဆိုတော့ကျွန်တော်လိုတဲ့ပစ္စည်းလေးဝယ်လိုက်ပါအောင်မယ်